တော်ရှောင်းကဈေးရောက်နေပြီးတော့တက်တော်ကောမရှင်လုပ်ချင်းတာမဟုတ်ပဲနဲ့တက်တော်ရှော့ကိုပိုင်ဆိုင်ဖွင့်ချင်းနဲ့ဆိုင်ဖွင့်တဲ့အခါဆိုလို့ရှိရင်ရောဘာတွေလိုတာလဲဘလို့မျိုးတွေကောင်းကျိုးရှိလဲဘလို့မျိုးတွေဆိုးကျိုးရှိလဲဆိုတဲ့ဟာလေးကိုဒီဗီဒီယိုလေးမှာဇူလိုင်ကအသေးစိတ်ပြပြပေးမှာမို့လို့အဲ့ရင်ဥဆုံးနေနဲ့ဇူလိုင်ရဲ့တက်တော်အကောင့်လေး follow လုပ်ထားပါဒီဗီဒီယိုလေးကိုလည်းအသေးလေးပေး comment လေးရေးပြီးတော့ share သွားစိတ်သွား refollow အောင်နော်တကယ်လို့ကိုကကြတော့တက်တော်ဆက်လာအကောင့်တက်တော်ကိုပိုင်ဆိုင်လာပြီးတော့ဖွင့်မဲ့ဆိုလို့ရှိရင်ပါထမဥဆုံးနေနဲ့ကြတော့ဆိုင်ဖွင့်မှာမို့လို့မြန်မာပြည်သူပြည်သားဖွင့်လို့မရပါဘူးပါဆိုစအောင်နဲ့ဖွင့်လို့မရတာမို့လို့ထိုင်းတထေးအခန့်လို့ပါတယ်ထိုင်းတထေးအခန့်ထိုင်းမှာပုံနေအခန့်ငှားပြီးတော့မှဇူလိုင်တို့ကဒီတက်တော်ဆက်လာအကောင့်ဖွင့်လို့ရရဲ့နော်သူရဲ့ကောင်းကျိုးအနေနဲ့ဆိုလို့ရှိရင်အခုခင်မကြတော့တက်တော်ရှော့အရန်နဲ့မှာခစ်စားနေတဲ့ဈေးဝဲတဲ့ app တစ်ခုပေါ့နော်အဲ့ဒါကြောင့်မို့လို့ဝယ်သူတော်တော်များများလည်းတက်တော်ရှော့မှာပဲဈေးဝဲကြတယ်ဝယ်ရတာအရန်လွယ်ကူတာမို့လို့ order ဝင်တယ်ဟာအရန်မြန်တယ်နောက်တစ်ခုအနေနဲ့ကြတော့ကို live လွှဲတဲ့အခါဆိုလို့ရှိရင် live လွှဲပြီးတော့ကိုရဲ့ချင်းအောင်မချိန်ထားရုံနဲ့ဒီချင်းထဲဝယ်လို့ရတယ်ဆိုပြီးပြောရတယ်ရောင်းရတာအရန်လွယ်ကူတယ်ဗီဒီယိုရိုက်မဲ့ဆိုလို့ရှိရင်လည်းဗီဒီယိုထဲမှာချင်းချိန်ပြီးတော့ရောင်းတာနဲ့ဆိုင်ရ order ဝင်တယ်ဟာတွေမြန်တယ်ပြီးလို့ရှိရင်ရောင်းရတာအရန်လွယ်ကူတယ်ဝယ်ရအရန်လွယ်တာမို့လို့ဒါလေးကကြတော့သူ့ရဲ့ app ရဲ့ကောင်းကျိုးလေးပေါ့နော်သူရဲ့ဆိုးကျိုးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအချက်လေးတော့ရှိလိုက်မယ်ဒါပေမဲ့လေဆိုးကျိုးဆိုပြီးပြောတဲ့နေရာမှာမလုံတက်တဲ့သူ့ရဲ့အတွက်ကြတော့ဆိုးကျိုးပါလုံတက်တဲ့သူ့ရဲ့အတွက်ဆိုလို့ရှိရင်ဒါရဆိုးကျိုးမဟုတ်ဘူးအဲ့ဒါကဘာလဲဆိုတော့ဥပမာကိုကဘယ်ပစ္စည်းကိုဘယ်ဈေးနဲ့ရောင်းနေလဲအဲ့ဒီထက်တော့ပြီးရှော်ရောင်းမယ်ဆိုလို့ရှိရင်ဒီတက်တော်ရှောင်းမလာပြီးတော့ရောင်းရတာအဆင်ပြေမှာမဟုတ်ဘူးအဲ့လိုမဟုတ်ဘဲနဲ့ကိုကကြတော့ဘယ်လောက်တည်းရခိုင်နှုန်းဖြတ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့တည်ထားရဲဆိုလို့ရှိရင်တော့ဈေးရောင်းရတဲ့ဟာအရန်နဲ့မှလွယ်ကူပါတယ်နောက်တစ်ခုအဲ့ဒီနဲ့ဆိုလို့ရှိရင်ငွေဝင်ကြတာငွေဝင်ရကြတော့လေပုံမှန်လူတိုင်းပြောတဲ့ဟာကြောင့်ငွေဝင်ကြတယ်ဆိုပြီးပြောတကယ်တမ်းငွေဝင်ကြတာမဟုတ်ဘူးเนาะဆိုရင်တို့စီကိုဒီနေ့ order ဝင်နေဆိုလို့ရှင် order ကြတော့ဒီနေ့ဝင်နေဆိုလို့ရှင်မနေ့ပြန်ကိုပို့လိုက်တယ်နောက်300လောက်နေလို့ဆိုရင်ဝယ်သူစီရောက်တယ်အဲ့ဒီမှပဲ900ရှိသွားပြီပြီးလို့ရှင်နောက်တစ်ခုအနေနဲ့ကြတော့သူတို့က return ပြန်လာမှလားသူတို့ပစ္စည်းကိုကြိုက်ရဲ့လားအဲ့ဒါဆိုရှင်တက်တော်ကနေပြီးအဲ့ဒီငွေကိုထိမ့်သိမ်းထားတာထိမ့်သိမ်းထားပြီးတော့မှကိုယ့်ရဲ့ account တွေလွှဲပေးတာမို့လို့အနည်းဆုံး9ရက်နေပြီးတော့10ရက်အတော်တွင်းကြတာအဲ့ဒါလေးကကြတော့သူရဲ့မကောင်းတဲ့အချက်လေးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါလေးကကြတော့ဆိုင်ဖွက်တဲ့အခါဆိုလို့ရှိရင်လိုအပ်တဲ့ဟာလေးတွေရဲ့ကောင်းကျိုးလေးတွေဆိုးကျိုးလေးရဲ့ပေါ့နော်ဒါလေးကကြတော့ဇူလိုင်ပြောပြပေးထားတဲ့ဟာလေးတွေပါဒီဗီဒီယိုလေးကြည့်ပြီးတော့တကယ်လို့ကိုယ်ပိုင်ဆိုင်ဖွက်ချင်းတဲ့သူတွေဆိုလို့ရှိရင်လဲဇူလိုင်စီမသိမ့်နှန်းရှိတာမို့လို့သိမ့်နှန်းကြီးလေးကိုလာပြီးတော့မေးမြန်းစုံစမ်းလို့ရရဲနော်ကိုယ်ပိုင်သိမ့်နှန်းသူဆိုလို့ရှိရင်လဲဇူလိုင်စီမဆိုလို့ရှိရင်တော်တော်များများအရန်ရောင်းရကြတယ်တရက်ဆိုလို့ရှိရင်အိမ်100အိမ်200အိမ်900အိမ်400အဲ့လိုမျိုးတွေတောင်ရောင်းရကြတာမို့လို့သိမ့်နှန်းတဲ့ချင်းတဲ့သူဆိုလို့ရှိရင်ပိန်မက်ဆင်ဂျာလာပြီးတော့ဆက်သက်လို့ရရဲနော်